NOYB YouTube channel လေးကနေကြိုဆိုလိုက်ပါရရှင်။ဒီနေ့ဖတ်ပြမယ့်အကြောင်းအရာကတော့စာရေးဆရာရာဇဝီဆရာရေးသားထားတဲ့မဖက်ရမြေတက်သည်ဆိုတဲ့စာအုပ်လေးတွေကအင်ဇာစနိုက်ခစ်ဆိုတဲ့အကြောင်းအရာလေးကိုဖတ်ပြမှာဖြစ်ပါရရှင်။စာအုပ်လေးကိုမဖတ်ပြခင်မှာ channel လေးကို like and subscribe လေးလုပ်ထားပေးဖို့အတွက်မေတ္တာရက်ခံပါရရှင်။ကျေးဇူးတင်ပါတယ်ရှင်။စနိုက်ခစ်ခေတ်ကာလအလျောက်ပေါ်လာတဲ့အသုံးအနှုန်းတွေထဲမှာမကြိုက်ဆုံးပြောရရင်စနိုက်ကြောဆိုတာနဲ့ပေါ်ပြဆိုတာပဲအရင်ရက်ကွက်ဆန်တယ်လို့ခံစားရတယ်အဆင့်တန်းမရှိအောင်တမင်နှိမ်ထားပြီးခေါ်ထားတာဆိုရင်တော့မပြောတတ်ဘူးပေါ့လေထားပါတော့စနိုက်ကြောလို့ခေါ်မယ်အနက်ဖွင့်ရရင်လင်းလူသူများပေါ့ပုံမှန်အဖြစ်တော့သစ္စာမရှိတဲ့ယောက်ျားနဲ့စနိုက်ကြောမနဲ့ပေါင်းဆက်လိုက်တဲ့အခါမှာအနှိုက်ခံလိုက်ရသူဘက်ကနေဆက်ခါနာကြရင် Facebook တကွင်းပြည့်ပြည့်စင်ရှဲစရာဆဲစရာစနိုက်ကြောမှုကြီးဝေယုံသုံးကားနဲ့အောင်မြင်စွာပြည်စည်းတတ်ကြသည်ပေါ့ဒါကပုံမှန်ဖြိုးဖြစ်စဉ်ဆိုပေမဲ့အားသင့်စရာကောင်းတာဘာသာတွေ့လဲဆိုတော့မိမမှန်ရင်ကိုအကျော်ခံရသည်ဖြစ်စေကိုနဲ့ဘာမှမဆိုင်သည်ဖြစ်စေစနိုက်ကြောမှဟေးဆိုတာနဲ့ဦးတဲ့အသေးတွေကနေတညီတညွတ်တဲ့မုံတီးဆက်ဆုပ်ကြရဲဆိုတာကိုသတွေ့ရတယ်ကုလက်တဲ့ရလူကိုလူယူသွားတဲ့ဒါမှမဟုတ်လူကိုအလားလာရှိနေတဲ့ကောင်မတယောက်ကိုမုန်းတာမှားလားဆိုရင်မမှားပါဘူးလို့ပဲဖြေရမယ်ထင်တယ်။ဒါပေမဲ့မတူကွဲပြားတဲ့ရှုထောင့်တစ်ခုကိုလက်ခံနိုင်စွမ်းရှိတယ်ဆိုရင်ဒီစာကိုလက်ခံဆက်ဖတ်ပါကြော်သွားပြီးလိုအပ်လာမှပြင်လာဖတ်လိုက်ရပါတယ်။ကျွန်တော်ကအချစ်ကိုနှစ်ဦးနှစ်ဖက်လို့ယုံကြည်တတ်ဝင်တယ်။ဒီဗရာမို့လားမသိ။ဟန်ချက်ညီညွတ်မျှတမှုကိုပုံမြင်တတ်တယ်။ကျွန်တော်အမြင်မှာစနိုက်ကြော်ရန်ကိုအမြဲတစေကြောက်နေတတ်တယ်။တစ်ချိန်လုံးတုံ့တိုးမှုတွေနဲ့လုံးပန်းနေတတ်တဲ့မိန်းမတွေကစနိုက်ကြော်ခံရဖို့သစ္စာပေါက်ခံရဖို့ chance အများဆုံးတွေလို့မြင်တယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ဟာတိတိတာတာအိမ်စာမလုပ်သူတွေဖြစ်နေလို့ပါ။အိမ်စာ effect ရှိပြီးသားလားတော့မသိဘူး။ဒီ effect ကိုကျွန်တော်ကိုယ့်ဘာသာကို homework effect လို့နာမည်ပေးထားတယ်။ခက်တီတီပဲ။အတန်းထဲမှာအိမ်စာလုပ်ခဲ့တဲ့ကျောင်းသားနဲ့မလုပ်ခဲ့တဲ့ကျောင်းသားအမှုရခြင်းမတူစိတ်ချင်းမတူခြုံပြောရရင်တော့တည်ငြိမ်ပုံချင်းလည်းမတူအဲ့ဒါလိုပဲတခါတလေမှလုပ်ခဲ့တဲ့သူနဲ့အမြဲပုံမှန်လုပ်တဲ့သူလည်းမတူတခါတလေမှလုပ်တဲ့သူကအဲ့ဒီနေ့မှသူ့အရန်စာမေးစေခြင်းပဲအတန်ကျေပြမယ်စသဖြင့်ပေါ့ပုံမှန်စာလုပ်သူကသူ့မမေးလဲထူးမခံစားရအောင်သူစာရတာအားလုံးတည်တယ်သူ့မေးလဲထားပြေးလိုက်ရုံပဲအဲ့ဒီ effect ကကြာလေအသက်ဝင်လေပဲဆရာမတွေပေါ်မှာလည်းလွှမ်းမိုးတယ်စာရနေကြသူဆိုတော်ရုံစာမမေးတော့ဘူးစကားလုံးတစ်လုံးနဲ့ပြောရရင်တော့ confident ပဲ relationship တစ်ခုရဲ့ homework ကပါလဲဆိုတော့ချစ်ဖို့ပေါ့ဗျာတကယ်နှစ်ကာချစ်ချင်းရှိထားတဲ့သူတယောက်ကိုပိုင်ဆိုင်တာတွေဆုံးရှုံးတာတွေမှာထူးခြားခြင်းသိမရှိဘူးဆိုလိုတာဆွလွတ်လိုက်ရလဲ okay တယ်လို့ပြောတာမဟုတ်ရှင်ခွဲတာတွေအသေးခွဲတာတွေရှိကောင်းလဲရှိမှာပေါ့နာကြီးတာတွေခံမျက်နှာတွေရှိမယ်ဒါပေမဲ့အပြင်လူကိုသိမမြင်ရဘူးဗျဒါသူနဲ့ကိုရဲ့ကိစ္စတသက်ပဲthat person ကိုမျိုးလုံးနဲ့မြင်ဖို့နေတတ်တာအရေးကိုမလုပ်တာအဲ့ဒီ that person ကြောင့်ဒီ relationship ကြီးပြတ်သုံးရပါတယ်လို့တွေးဖို့ကတော့ဝီလာဝီပဲဆိုတော့ကခုနအဆက်လေးပြန်ကောက်မယ်အချစ်ဆိုတာနှစ်ဦးနှစ်ဖက်ပဲကိုအိမ်စာလုံးမလုံးကိုအတီးဆုံးပဲစနိုက်ကြောဆိုတာမလုံးတဲ့ခေါင်မောကြားတဲ့မိုးရီပဲအပေါက်ရှိတဲ့ထရန်ကြားတိုးနေတဲ့လေပဲလူတယောက်ကိုနားမှာထားပြီးတော့စိုးချင်တိုင်းစိုးမင်းအနိုင်ကျင့်မင်းခင်ဗျားရဲ့စိတ်လူရင်းဆန္ဒတိုင်းကိုမပြည့်ပြည့်အောင်လိုက်ဖြည့်ဆည်းဖို့ပဲတာဝန်ရှိတယ်လို့သတ်မှတ်ထားမယ်ကိုပေးရမယ်စေတနာနဲ့ချစ်ချင်းမြတ်တာကိုမိထားပြီးသူစီရပဲလူတလောက်ထုတ်ယူသုံးဆွဲခွင့်ရနေမယ်ဆိုရင် of course ခင်ဗျားအဲ့ဒီလူကိုပဲဆုံးရှုံးခံခြင်းပါမလဲအိမ်စာလည်းမလုပ်ထားတော့အနားမှာရှိသမျှမိန်းမတိုင်းကိုယ့်တက်စားဖို့ရမယ်ပဲထင်မယ်တဝင်းနေပို့ဆိုးပဆက်တုံးမယ်ဘာဖြစ်လို့လဲဆိုတော့ခမရမရတဲ့မရတိုက်တာတွေကိုရယူနေပြီလို့ပဲခမရမသိပေမဲ့ခမရမသိစိတ်ကတိနေတော့၆လှန့်နေထားပါတော့ခမရလူတယောက်ကိုတကယ်ချစ်ခဲ့တယ်သူ့အတွက်အရာအားလုံးကိုပေးဆက်ခဲ့တယ်သူ့ကွယ်ရာမှာရောသူ့ရှိမှာပါစစ်မှန်ခဲ့တယ်အကျွမ်းမဲ့လည်းယုံကြည်ပေးခဲ့တယ်ထားပါတော့အဲ့လူကနောက်တစ်ယောက်နဲ့လို့သတင်းထွက်တယ်ခမရတတိရှိမေးဗျရွေးပါစီလို့တွေးရမယ် even သွားချင်လဲသွားပါစီလို့တောင်တွေးရမယ်that person ကိုတော့သိမမြင်တော့
ရအောင်ယူနိုင်ယူသွားလေပါသွားခဲ့ရင်လည်းအပြီးတိုင်ဆွတ်လွတ်လိုက်ဖို့နောက်ဆက်မတင်ဘူးကဘာပေါ်မှာအကောင်းဆုံးချစ်မဟုတ်ရင်တော့ခမည်းတကူစားမှာအကောင်းဆုံးချစ်ပေးခဲ့ပြီးပြီမို့နောင်တနဲ့ပူလောင်စရာသိမရှိဘူးနောက်ဆုံးကုန်ပြောရရင်ခမည်းဆုံးရှုံးတာမဟုတ်ဟိုကောင်ဆုံးရှုံးတာခမည်းကိုဖော့ပြီးဆက်မျောသွားနေလိုက်ရုံနဲ့ဒီထက်လှပတဲ့ကြုံပေါ်ဆက်ရောက်ရအောင်မှအသေးကြပဲနောင်တမရှိတာဘာလို့လဲငါလားကိုကောင်းတဲ့တယောက်ရမှာဘာလို့လဲငါလीဒူးထုတ်ပြီးပြန်ရောက်လာရင်ချေမှာဘာလို့လဲဟိုးငါပဲပေါ့နောက်တစ်ချက်လူမှာ competitive sense ဆိုတာရှိတယ်ဝတီရသဝင်တိုတက်တဲ့သူစလိုက်ကြော်မှာကြောက်တတ်တဲ့သူတွေကတပည့်ချပေးခဲ့တယ်ဆိုတော့တပ်ပါဆန်ပေါ်လာတဲ့အခါမှာအော်ဂျိုလိုစရုပ်ပေါက်တယ်လူဟာမရသေးတာကိုအချင်းဖြစ်ချင်တတ်ကြတယ်ယောက်ျားတွေပို့ဆိုးတယ်ခက်ခဲတာကိုပိုလိုချင်ကြတယ်အဲ့တော့ကိုဖိုးညက်ညက်ကြည့်နေတဲ့သတင်းစာအဟောင်းလိုနေမလားအဖက်ရသေးတဲ့စာမျက်နှာတွေအများကြီးကျန်သေးတဲ့ကျန်းစာထုတ်လိုနေမလားကျွန်တော်ကပါစနယ်ယူဆရသဝင်တူနေတဲ့မိန်းမတစ်ယောက်လောက် attractive နဲ့နေတာမရှိဘူးဈေးပေါင်ကျိုးလို့ဝယ်ချင်အောင်တအီအီအော်ညှိပြနေတဲ့ကစုံရက်တဲ့ကြီးနဲ့တူတယ်ကိုယ်တိုင်လည်း self esteem အနေတကအနည်းဆုံးထိုးဆင်းသွားတဲ့အချိန်မျိုးမှာပဲသဝင်တူစိတ်ဝင်တတ်တယ်အဲ့လိုစိတ်ဝင်နေချိန်မှာလဲကိုယ်လက်ကျွဲပေါ်ပွင့်လင်းလင်းပြောပြအသိပေးထားတယ်စိတ်ချနေစင်မပြေဘူးတူနေတယ်တီးခံပေးပါဆိုပြီးတော့ခုဘက်ကပေးစရာတမိုးနေသွားလို့တစ်ဖက်ကလွတ်ချမှာကြောက်တာလေကိုက values pride ဖြစ်နေသည်ဘာကိုမှတူစရာမလိုသလိုစနိုက်ဖို့နေတတ်တာဘသူကမှကိုပြန်ပဲဖြစ်လာမှာမဟုတ်ဘူးရှုပ်ထွေးသွားမှာဆိုလို့ပြင်ရှင်းပြရရင်အထက်စီကနေအထိုင်နဲ့ချီမိုးပြနေရမှာမဟုတ်ဘူးနော်တကယ်အိမ်စားလုပ်ရမှာချစ်ရမှာပေးဆက်ရမှာငါထက်ချစ်မယ်ထင်ရင်လိုက်သွားလို့ကိုကကြီးအသာစီးယူအနိုင်ကျင့်ပြီးရှောက်အောင်နေကြံရစ်ခဲ့တဲ့ငပိုးမကြီးပဲဖြစ်မှာလူတဲ့နာလူကိုချင်းတရားကမကောင်းလို့ကိုကောင်းနေရနဲ့ဖောက်ပြန်နေသူမျိုးလေးရှိတယ်ဟုတ်ကဲ့အဲ့လိုလူမျိုးတွေကြတော့စနိုက်ကြော်ရင်ကြောက်ရမှာမဟုတ်ဘူးလေလာကြော်ပြီးတဲ့စနိုက်မကိုလက်ဆောင်ပစ္စည်း73မျိုးပါထည့်လွတ်ပေးရမှာဗာလဲတစ်သက်လုံးယူထားခြင်းလို့လားဂျာကိုလီရိုက်နေယောက်ျားလေးမို့ဂျာကိုလီအရိုက်မခံရဘူးလို့ဒါမျိုးတွေရေးနေထင်နေဦးမယ်ဂျာကိုလီလည်းမုန်းနေအောင်ရိုက်ခံရဘူးလေဂျာကိုလီလည်းပတ်ရိုက်ဘူးလေကျုံလို့ပြောရအောင်မယ်ယောက်ျားလေးတွေမို့လက်တာရနောက်တစ္ဆာပေါက်ပြီးတကောက်ကောက်လိုက်ကြတယ်မထင်နဲ့ရီးစားရှိတဲ့မိန်းမလောက်လိုက်ရလွယ်တာမရှိဘူးဗျာဘာမှတော့လုပ်စရာမလိုသူပဲသူမကြည့်နဲ့လို့ထိုင်ပေါင်းထုသမျှမျက်လုံးနဲ့စိုက်ကြည့်ပြီးငြိမ်ငြိမ်လေးနားထောင်ပြီးရုံပဲရှည်လေးငှက်ပြီးတီရှူးလေးထုတ်ပြီးအော်ခဏနေရရောဘသူမှတကယ်မပိုင်ဘူးအားလုံးကခဏငားတွေ့ကြရတာကိုကတကယ်စစ်မှန်တဲ့မြတ်တာနဲ့တစ်ဖက်သားအဆင်ပြေအောင်နေပြီးနိုင်ကိုဘေးမှာကြာနေလိမ့်မယ်တစ်သက်လုံးလည်းဖြစ်ချင်းဖြစ်သွားမယ် Never take grant for anybody Life is all about self each other ကိုချစ်ရတဲ့သူပါသွားတော့ကလည်းကိုချစ်ခဲ့ပါလျက်နဲ့ညှမ်းခဲ့တယ်ဆိုပြီးကိုပြန်ထူမှတ်လမ်းမှာမတော်တဆတွေ့ရင်တော့သူ့ပဲနဲ့အဆင်မပြေဖြစ်သွားမလားအရင်ချင်းလေးကြည့်ပြီးမှနှုတ်ဆက်ရတယ်ဘလို့အချင်းလေးဖြစ်ဖြစ်ကိုယ့်ရဲ့နေမှာတော့တရားလူမပါတဲ့သူနဲ့ကိုယ့်ရဲ့နှစ်ယောက်တည်းဇလန်းလေးဖြစ်နေမှာပြက်ဘူးတော့ကိုမားတာတွေပြင်ဆင်ခြင်းရတယ်သိကြတယ်ကိုစားဖညာလို့ကိုခံရတာအစစ်မှန်ကိုသူခံစားမိလို့ပြန်လာတဲ့အခါပြန်လက်ခံမယ်လက်မခံဘူးကကိုသဘောပဲသိကြတာကတော့ချစ်ကြမယ်လို့နှစ်ဦးသဘောတူလို့တွေးကြပြီဆိုရင်တကယ်ချစ်ခဲ့ကြပါကျန်တာအချိန်နဲ့အချိန်ကြီးကဆုံးဖြတ်ပါလိမ့်မယ်စနိုက်ကြော်သည်ဘယ်တော့မှအဆုံးဖြတ်မဟုတ်ပါ